မင်္ဂလာပါ KMDX Knowledge Sharing Program မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ share လုပ်ပြီးတော့မယ့်အကြောင်းအရာတော့ကွန်ပျူတာပူလွန်ခဲလာမယ်ဆိုရင်ဘာတွေလုပ်ရမလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့နေ့စဉ်နဲ့များအသုံးပြုနေတဲ့ကွန်ပျူတာတွေဟာအချိန်ကြာကြာသုံးစွဲလာတဲ့များ overheating ဖြစ်တတ်ပါတယ်အဲ့လိုမျိုးပူလွန်ခဲလာတဲ့အခါမှာဆိုရင်ကျွန်တော်တို့ရဲ့ကွန်ပျူတာတွေမှာရှိတဲ့ hardware components တွေကလည်းထိခိုက်နိုင်ခြင်းများလို့ system performance လည်းအများကြီးရောကြစေပါတယ်အဲ့ဒါကြောင့်မလို့ပဲဒီနေ့ကောင်းစဉ်လေးကို sharing လုပ်ပေးရတဲ့အဓိကရွေးချက်ကတော့ကွန်ပျူတာပူလွန်ခဲလာမယ်ဆိုရင်ဘာတွေလုပ်ရမလဲဆိုတာနဲ့ overheating မဖြစ်အောင်ဘယ်လိုကာကွယ်အသုံးပြုရမလဲဆိုတာတွေကိုပြပြပေးမှာဖြစ်ပါတယ်အဲ့တော့မိမိကိုယ်တိုင်ကွန်ပျူတာလုံးကို maintenance လုပ်ချင်တဲ့လူတွေသိရမယ့်အကြောင်းအရာတွေပါရတဲ့ကြောင့်မလို့ကျွန်တော်လည်းတူလိုက်ကြည့်လိုက်အောင် Okay တော့ကျွန်တော်ကွန်ပျူတာပုံလုံးကိန်းနိုင်စေအကြောင်းအရာတွေအရင်ဆုံးလေ့လာကြည့်လိုက်အောင်အဲ့တော့ပထမဆုံးချက်အနေနဲ့ကတော့ကျွန်တော် cooling fan ပေါ့အဲ့တော့ cooling fan ဆိုတာကျွန်တော်ရဲ့ CPU ရဲ့ cooling fan တွေကဒါမလဲတာလို့ဒါမှမဟုတ်ရင်လည်းပုံမှန်တိုင်းမလဲတဲ့အခါမျိုးတွေမှာဆိုရင်အပူချိန်မြင့်တက်လာမယ်လူမျိုးချိန်တွေမှာဆိုရင်လည်း overheating ဖြစ်တတ်ပါတယ်အဲ့တော့နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော် thermal base ကုန်ခန်းခြင်းပေါ့အဲ့တော့ thermal base ကုန်ခန်းခြင်းဆိုတာအဓိကတော့ CPU နဲ့ heat sink ကြားထဲမှာကျွန်တော်ရဲ့ thermal base လေးတွေကကုန်ခန်းသွားတာလို့ဒါမှမဟုတ်ရင်လည်းအကြောင်းမျိုးမျိုးကြောင့်မရှိရတဲ့အခြေအနေမျိုးမှာဆိုရင်အပူဆုံးယူမှုအားနည်းလာတယ်လူမျိုးချိန်တွေမှာဆိုရင်လည်း overheating ဖြစ်တတ်ပါတယ်Okay တော့နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်ရဲ့ laptop တချို့မှာ ventilation ပိတ်နေခြင်းပေါ့အဲ့တော့ကျွန်တော်ရဲ့ laptop တွေမှာ ventilation ပေါက်တွေပါတယ်အဲ့လိုမျိုးပေါက်တွေမှာဖုံတို့အမိုက်မုံတွေကပိတ်နေတဲ့အခါမျိုးတွေမှာဆိုရင်လည်း overheating ဖြစ်တတ်တယ်ဒါမှမဟုတ်ရင်လည်းကိုယ်အသုံးပြုတဲ့ပုံစံမမှန်တဲ့အခြေအနေမျိုးမှာဆိုရင်လည်း airflow မကောင်းတော့ဘဲနဲ့ overheating ဖြစ်တတ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော် heavy resource တွေ run ခြင်းပေါ့အဲ့တော့ကျွန်တော်တို့ heavy resource တွေထဲမှာအဓိကတော့ game ဆော်တာတို့ဒါမှမဟုတ်ရင်လည်း video editing လုပ်တာတို့ 3D rendering software တွေ run တဲ့အခါမျိုးတွေမှာဆိုရင် CPU နဲ့ GPU ကအရင်အလုပ်လုပ်ရတယ်အဲ့တော့အရင် processing လုပ်ရတဲ့အခြေအနေမျိုးမှာဆိုရင်လည်းကျွန်တော်တို့က overheating ဖြစ်တတ်ပါတယ်Okay တော့နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော် background processing တွေများနေရပါပေါ့အဲ့တော့ကျွန်တော်တစ်ခါလေးမှာ background app တွေပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်း update service တွေပဲဖြစ်ဖြစ်အစရှိတဲ့ overloading processing တွေအရင်များတဲ့အခြေအနေမျိုးမှာဆိုရင် CPU usage ရတက်လာမယ်အဲ့လိုမျိုးအခြေအနေမှာဆိုရင် overheating ဖြစ်တတ်ပါတယ် Okay တော့ကျွန်တော် overheating ဖြစ်လာပြီဆိုရင်ဘယ်လိုသိနိုင်မလဲပေါ့အဲ့တော့ overheating ဖြစ်လာတဲ့အခါမှာဆိုရင်ကျွန်တော်အသုံးကွန်ပျူတာအသုံးပြုနေရင်တဖြည်းဖြည်းနဲ့ performance ကျလာမယ်ဒါ game ဆော်ရလူတွေပါဆိုရင်တော့ပို့ပြီးတော့သိတာတာပေါ့အဲ့တော့နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်မထင်မှတ်ထားတဲ့ shutdown တွေ restart တွေဖြစ်လာနိုင်တယ်အဲ့လိုမျိုးဖြစ်လာပြီဆိုရင်တော့ကိုကအရေးကြီးတဲ့အလုပ်တွေလုပ်နေတဲ့အခါမျိုးမှာဆိုရင် data တွေက loss ဖြစ်နိုင်ပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်ရဲ့ fan ကတဖြည်းဖြည်းနဲ့ကျလာမယ်။ဒါမျိုးဆိုရင်တော့ကျွန်တော်ရဲ့ computer က overheating ဖြစ်လာပြီဆိုတာကိုသိလာနိုင်ပါတယ်ဗျ။ Okay တော့ကျွန်တော် overheating ဖြစ်လာပြီဆိုရင်ဘယ်လိုဖြေရှင်းရမလဲအကြောင်းလေးကိုကျွန်တော်ဆက်ပြီးလိုက်ကြည့်လိုက်အောင်။ပထမဆုံးချက်အနေနဲ့ကတော့ကျွန်တော်ရဲ့ computer ကိုအချိန်မီ shutdown လုပ်တင်တယ်။ပြီးရင်တော့ကျွန်တော်အေးမြတဲ့နေရာလေးမှာထားသင့်ပါတယ်။အဲ့တော့ကျွန်တော် overheating ဖြစ်လာတဲ့အခါမှာဒါအရေးကြီးအလုပ်တွေမလုပ်နိုင်ဘူးဆိုရင်တော့ကျွန်တော်အချိန်မီ shutdown လုပ်တင်တယ်။ဘာလို့လဲဆိုရင်တော့ကျွန်တော်ရဲ့ဒါ temperature မြင့်နေတဲ့အခြေအနေမျိုးမှာဆိုရင်ကိုကဆက်ပြီးတော့သုံးနေမယ်။သုံးနေတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်ရဲ့ computer ထဲမှာရှိတဲ့ hardware components တွေကထိခိုက်နိုင်ခြေပိုပြီးတော့များပါတယ်။အဲ့တော့shutdown လုပ်ပြီးသွားတဲ့အခါမှာကျွန်တော်လေဝင်လေထွက်ကောင်းတဲ့နေရာလေးမှာတွတ်ထားမယ်။လူမျိုးလုပ်ခြင်းအပြင် internet temperature ကိုကျွန်တော်အနေနဲ့များတော့တတ်စေနိုင်ပါတယ်။ Okay တော့ကျွန်တော်နောက်တစ်ချက်အနေနဲ့ကတော့ ventilation ကိုစစ်ဆေးပြီးတော့တန်းရှင်းအောင်ထားသင့်ပါတယ်။အဲ့တော့ကျွန်တော်လေဝင်လေထွက်ပေါက်တွေမှာဖုံတွေအမှိုက်တွေကိုကျွန်တော်ရှိမရှိစစ်ဆေးသင့်တယ်။ပြီးနောက်တစ်ခုကကျွန်တော် cooling fan တွေ heat sink တွေ fan တွေကိုကျွန်တော်အမြဲတမ်း regular cleaning လုပ်သင့်ပါတယ်။အဲ့တော့အထူးကတော့ကျွန်တော် air flow ပိတ်နေခြင်းကအပူကိုကျွန်တော်ကတက်စေနိုင်တဲ့အတွက်ကြောင့်မလို့သတိပြုသင့်ပါတယ်ဗျ။ Okay တော့ကျွန်တော်နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော် cooling pad တွေကိုအသုံးပြုသင့်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ laptop တွေအတွက်ဆိုရင်တော့ cooling pad တွေကိုအသုံးပြုပြီးတော့ကျွန်တော် overheating မဖြစ်အောင်ကာကွယ်သင့်ပါတယ်ဗျ။ Okay တော့ကျွန်တော်နောက်တစ်ချက်အနေနဲ့ကတော့ thermal base ကိုလဲသင့်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ CPU နဲ့ heat sink ကြားတွေက thermal base လေးတွေကအပူလွှဲပြောင်းမှုအားကောင်းစေတဲ့အတွက်ကြောင့်မလို့2လတစ်ချိန်တောင်မဟုတ်ရင်3လတစ်ချိန်အမြဲလဲသင့်ပါတယ်ဗျ။ Okay တော့ကျွန်တော်နောက်တစ်ချက်အနေနဲ့ကတော့ power setting ကိုကိုယ့်ရဲ့လိုအပ်ချက်အတိုင်းကျွန်တော် adjust လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ power setting ကိုကျွန်တော်အနေဆုံးအဆင့်ကိုကျွန်တော်ညှိဖို့အတွက်ကိုဒါ Windows မှာဆိုရင်လည်းဒါ power option ထဲမှာတွားပြီးတော့ပြောင်းလို့ရတယ်ဒါ MacBook မှာဆိုရင်လည်းကျွန်တော်ရဲ့ energy saver ဆိုတဲ့ဟာလေးရှိတယ်အဲဒီမှာတွားပြီးတော့ကိုယ်တိုင် adjust လုပ်လို့ရပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ background processing တွေကို short ချသင့်ပါတယ်အဲ့တော့လိုအပ်တဲ့ background process တွေကိုကျွန်တော်ပိတ်ဖို့အတွက်ကိုဒါ Windows မှာဆိုရင်တော့ task manager ကိုအသုံးပြုလို့ရတယ်Mac မှာဆိုရင်တော့ကျွန်တော် activity monitor ဆိုတဲ့နေရာမှာတွားပြီးတော့အသုံးပြုပြီးတော့ပိတ်လို့ရပါတယ် Okay တော့ကျွန်တော်နောက်ဆုံးချက်အနေနဲ့တော့ကိုယ့်ရဲ့ hardware တွေကို upgrade လုပ်သင့်ပါတယ်အဲ့တော့ကိုယ်အသုံးပြုနေတဲ့စက်နဲ့ကိုက်ညီတဲ့ကျွန်တော် cooling system တွေကိုကျွန်တော် upgrade အမြဲတမ်းလုပ်သင့်ပါတယ်အဓိကတော့ဒါ fan တို့ဒါ liquid cooling system တွေကိုပြောတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ချက်အနေနဲ့ကတော့အပူချိန်ကိုကျွန်တော်စောင့်ကြည့်ဖို့အတွက်ကိုလည်း temperature monitor software တွေကိုအသုံးပြုပြီးတော့လည်းဒါ care လုပ်သင့်ပါတယ် Okay တော့ဒီနေ့ share လုပ်ပေးတဲ့အကြောင်းအရာကိုနားထောင်ပြီးတော့ကျွန်တော်ရဲ့ computer ကိုကိုယ်တိုင် maintenance လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့လိုပဲ knowledge sharing video တွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ KMDX e-learning platform ကိုဝင်ရောက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်